မူမီနယ်ချောင်းစုံမြို့နယ်မှာရှိတဲ့မိုးစဘာစိုက်ကားတွေကိုရေကြီးနှင်းမြုပ်မှုကနေကာကွယ်နိုင်မှုအတွက်မြို့နယ်ဆယ်မြောင်းနဲ့ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနကနေပြီးတော့ချောင်းကုန်းမြောင်းကုန်းတွေကိုလိုက်လံတူးဖော်ပေးနေတယ်လို့သိရပါတယ်။အဲ့ဒီလိုလုပ်ငန်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီးတာဝန်ရှိသူတူကအခုလိုပဲပြောပါတယ် ကျောင်းနာမည်ကတော့ဦးစောရှားတွန်းကျော်ဖြစ်ပါတယ်။ချောင်းစုံမြို့နယ်မှာတာဝန်ထမ်းဆောင်ပြီးတော့ဦးစီးရရှိတာဝန်နဲ့တာဝန်ထမ်းဆောင်နေပါတယ်။ချောင်းစုံမြို့နယ်အတွင်းမှာရက်တရစီမံချက်အနေနဲ့ရေနှုတ်မြောင်း9မြောင်းကိုတူဖို့ဆောင်ရွက်လျက်ရှိနေပါတယ်။အခုတူဖို့တဲ့ရေနှုတ်မြောင်းကတော့ရက်တရစီမံချက်တွေမှာပါဝင်နေတဲ့ဗစ်နီမုတ်ရွာပတ်ချောင်းဖြစ်ပါတယ်။ဒီချောင်းကိုတော့ကျွန်တော်ပြည်ထောင်စုရန်ပုံငွေနဲ့တူဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒီချောင်းကဗစ်နီမုတ်ကျေးရွာနီးမှာတည်ရှိတဲ့ရေနှုတ်မြောင်းတစ်ခုဖြစ်ပြီးတော့ဒီချောင်းတူပေါ်ရတဲ့အကြောင်းရတော့ဒီချောင်းကပင်လယ်ဒီရေနဲ့တူရောပါလာတဲ့နှောတွေတင်ကြံပို့ချမှုနဲ့ဒီကျွန်တော်တို့ဒီတစ်ပင်ချုံတွေထူထားဆိုတာပေါင်းရောက်နေတဲ့အတွက်ချောင်းတိတ်ငုံမှုဖြစ်လာပြီးရေစည်းလာကောင်းမွန်မှုမရှိတဲ့အတွက်တူပေါ်ပေးရခြင်းဖြစ်ပါတယ်မိုးစဘာစိုက်ကားတွေရေကြီးနှင်းမြုပ်မှုကနေကာကွယ်နိုင်မှုအတွက်အချိန်မီပြီးစီအောင်ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ် ဒီချောင်းကိုအလဲ9000ပေထိပ်ဝကျဲ22ပေအောက်ခြေကျဲ9ပေနဲ့ပြင်းပြအနက်9ပေနဲ့တူဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော်တို့အလဲ4500ပေကိုတူဖို့ဆောင်ရွက်ပြီးဖြစ်တဲ့အတွက်ရက်တရာစီမံချက်အတွင်းအချိန်မီပြီးစီအောင်ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်အဘိနိမုတ်ရွာပတ်ချောင်းကိုတူဖို့ပေးခြင်းအဖြစ်အဘိနိမုတ်ကျေးရွာနဲ့ကွမ်လာကျေးရွာမှာရှိတဲ့မိုးစွာစိုက်က400ကျော်ကိုရေကြီးနှင်းမြုပ်မှုကနေပြီးတော့ရုံနဲ့သက်သာစေသွားမှာဖြစ်ပါတယ်မြို့နယ်ဆယ်မြောင်းနဲ့ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနကနေပြီးတော့ရက်တရကာလအတွင်းချောင်းမြောင်း9ခုကိုတူးဖော်ပေးသွားမယ်လို့သိရပါတယ်ဒီသတင်းကိုချောင်းစုံပြဆက်ကပေးပို့တာဖြစ်ပါတယ်